ဒါကတော့ဆော်ဒီနိုင်ငံရီယာဒ်မြို့မှာရှိတဲ့အရင်တော့ဒီဘရင်နေထိုင်ခဲ့တဲ့နန်းတော်ပေါ့ဗျာဒါနန်းတော်တွေကအလုပ်သမားတွေစိုက်ထားတဲ့စိုက်ခင်းတွေပေါ်တာတွေကတော့ဟိုတော့သူတို့တုံးခဲ့တဲ့ရေတွင်းပေါ့ရေတော့မရှိတော့အမိုက်တွေပဲရှိတယ်တခုတော့စိတ်မကောင်းဒီကကောင်တွေအရင်ညစ်ပါတယ်အစာစားပြီးရတဲ့နေရာလွတ်ပစ်တယ်အမတန်ကိုညဉ့်ညမ်းတဲ့လူမျိုးသူတို့ဒီမှာအလုတ်သမားကိုတထောကြီးထားပြီးအလုတ်သမားသာမထားပြီးဒီကောင်တွေဟုတ်နေရာကအမိုက်ပုံဖြစ်သွားကျွန်တော်ဗမာပြည်လောက်ပေးလမ်းကြားတွေလို့ပဲဒါကတော့ကျွန်တော်ရဲ့ချစ်ဆုံးThank you ရေလေးကိုရေတွေ့တာဟုတ်အမိုက်တွေရွေးလို့ငါဝီဒီယိုထဲမှာရှိတယ်အမိုက်တွေတပြုံငါကုန်းဝင်ပြီးတော့ကြည့်တယ်ရေမရှိတော့ဘူးလား No ဒါနဲ့ပဲအမိုက်ထည့်တာဟောလားဆိုအမိုက်မထည့်ဒီကောင်တွေသစားတောက်ပြီးတဲ့ကောင်တွေရေပလင်းတွေပါအကုန်ပြစ်လာတော်လှတယ်သူကဝင်ကြီးတပြားတစ်ချက်မှမပေးရဘူးအပေါက်ဝရောက်တဲ့အခါမှာဆိုရင်တော့သူကအဲ့မှာ QR code တွေထားပေးထားတယ်အဲ့ဒီ QR code ကို scan ဖတ်လိုက်ပြီးတော့ information တွေ fill up လုပ်လိုက်မယ်ဆိုရင်အလားဝင်လို့ရတယ်အခမဲ့ဝင်လို့ရတယ်အထက်မှာလည်းတော်လှတယ်သူရဲ့သားသမီးတွေအားလုံးကိုသူကအဲ့လိုနန်းဆက်တစ်ခုပုံဘယ်လိုပြောမလဲ palace တွေပေါ့တစ်ခုစီအထက်မှာဒီနန်းဝင်းထဲမှာဟိုနောက်ထပ်အဲ့လိုအဆောင်တွေတပြုံကြီးအများကြီးလောက်ထားတာအဲ့တော့သူ့သားတွေဆိုရင်သူတို့ဘယ်သူprince အဲ့လိုမျိုးပေါ့သူတို့သားတွေတယောက်ချင်းစီနာမည်တွေနဲ့ဒီထဲတွေမှာတကယ်ပဲအနှံ့အဆောင်သွားမယ်ဆိုတော့ကျွန်တော်ထင်တယ်3 နာရီလောက်လမ်းလျှောက်အောင်လမ်းလျှောက်ရတာလည်းမတရားများတယ်နောက်တို့မြတ်တို့ရလူတွေညပတ်တာရဲ့လက်တရမ်းတာရဲ့အရန်စီးမဲ့ကမ်းမဲ့အရန်နိုင်တယ်ဒီလူတွေကဒါပေမဲ့ဒီနိုင်ငံသားအစ်စ်တွေတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့အတိအကျမသိဘူး